やっほー、皆さんこんにちは、久しぶり。တောက်လျှောက်အလုပ်ဆင်းနေရတော့ဗီဒီယိုရိုက်ဖို့ချိန်မရှိဘူးပေါ့နော်။ဒါပေမဲ့ဒီနေ့မှာတော့မြန်မာဘက်ကနေပြီးတော့ပို့လိုက်တဲ့အင်ရပို့ပေးလိုက်တဲ့အထုပ်ကြီးပေါ့နော်။ 15 kg ဒီနေ့ရောက်လာပြီဆိုတော့ဒီဟာကို皆さんနဲ့အတူတူ unboxing လုပ်သွားပါမယ်။ပြန်တော့တစ်ခုကပို့တဲ့အချိန်မှာပေါ့နော်။ဘေး flight နဲ့ပို့တာလေကာကူနဲ့ပို့တာလေဘယ်လောက်ကြာလဲဆိုတော့ပြီးတော့ပို့လို့ရပြီလားဆိုတာမျိုးပေါ့နော်။အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့အဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့sharing လုပ်တော့ပါမယ်နောက်တစ်ခုကကိုယ့်စီပို့လိုက်တဲ့အချိန်မှာကိုကအလုပ်ဆင်းနေရတယ်ဖြစ်ဖြစ်အပြေးရောက်နေရပဲဖြစ်ဖြစ်ပေါ့နော်အိမ်မှာလူမရှိရမျိုးဆိုလို့ရှိရင် delivery ကိုနောက်ထပ်ကိုအားရရက်ဘယ်လိုချင်းရမလဲဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ let's go ဆိုတော့ unboxing မလုပ်ခင်မှာဒီပို့ရဲ့ cakes ကိုနည်းရှင်းပြမယ်ပေါ့နော်ဖြစ်ချင်တော့ကန်းဘယ်လောက်ကောင်းချင်လဲဆိုတော့သူစီမှာခါကိုကတော့3မျိုးရှိတယ်ဒါပေမဲ့အခုလောဆယ်မှာတစ်ခုပဲပို့လို့ရတယ်ပေါ့နော်အရင်တော့ဒီခါကိုကျန်တဲ့နှစ်ခုကတော့ပို့လို့ရတယ်စီးခါကိုရဲ့အဲခါကိုရဲ့နောက်ပြီးတော့ DHL ပေါ့နော် DJ flight နဲ့DHL တောင်ဖြစ်တယ် DJ flight နဲ့ပို့ရဆိုပြီးတော့3ခုရှိရကွာ3ခုမှာကကိုကကြိတ်တဲ့ဟာနဲ့ပို့လို့ရတယ်ဈေးကတော့အစားစားပဲအဲ့ဒီ page ကို mention ပေးထားမယ်ပေါ့နော်ဒီခါဆူမီကိုပို့လိုက်တဲ့ page ကို mention ပေးထားမယ်အဲ့ဒီ page မှာတော့မြည်ကြည့်လို့လည်းရတယ်အသေးစိတ်ကဖြစ်ချင်တော့ဒီဟာကခါသမီးစီကိုမရောက်ခင်မှာခါသမီးရွေလိုက်တာအဲကာကိုပေါ့နော်အဲကာကိုသူကတခြားတော့ပိုးကတော့သူတို့အသေးစိတ်တော့မရအောင်လိမ့်မယ်ဒါပေမဲ့ခါသမီးစီကိုရောက်ဖို့ကမြန်မာငွေနဲ့အားလုံးပေါင်းဒီယာမာတိုပို့ကထပ်မပေးရဘူးပေါ့နော်8သိန်းပေးရတယ်ပို့ကကြီးပဲပေါ့နော်ပို့ကကြီးပဲ8သိန်းပေးရတယ်ဈေးရနေတဲ့ပို့ကြီးသွားတယ်ဘာဖြစ်လို့လဲဆိုတော့ပို့တာပထမအဲကာကိုနဲ့ပို့တာအဲကာကိုနဲ့ပို့တာပို့တဲ့နေ့မှာဒီကျေးဇူးရှင်ပေါ့နော်မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်ကပို့လိုက်တဲ့ဘယ်လိုလဲမပြောတော့ပါဘူးပို့လိုက်တဲ့ဒီဘယ်လိုပြောရမလဲလေရင်ရောအိမ်နေကပို့လို့မရတော့ပါဘူးဆိုပြီးတော့တားမြစ်လိုက်တယ်ပေါ့နော်အဲ့တော့ flight cancel ဖြစ်သွားတယ် flight cancel ဖြစ်သွားတော့လေရင်နောက်ထပ်လေရင်တစ်စင်းကိုပြောင်းသွားတယ်အမြင်ပို့မဲ့ flight ပေါ့နော်တော့ flight နှမျိုးရှိရပထမခါသမီးပို့လိုက်တဲ့ cancel ဖြစ်သွားတဲ့ flight ကလည်းနည်းနည်းဈေးသက်တာတယ်သူကအသားတွေပါရောပို့လို့မရဘူးပြီးတော့ liquid အခီတိုင်ပို့လို့မရဘူးပေါ့နော်အရေပို့လို့မရဘူးအသားတွေပို့လို့မရဘူးပြီးတော့အစိတ်အဆန်တွေပို့လို့မရဘူးပြီးတော့နောက်တစ်ခုလေပြောင်းလိုက်တဲ့ flight ပေါ့နော်အဲ့ flight ကကြတော့အသားပို့လို့ရတယ်အသားဆိုလို့ဟိုလိုမျိုးအသားအစိမ်းလိုက်ကြီးတွေပါရောပို့လို့မရဘူး capital city mart တို့မှာအလွယ်တကူဝယ်လို့ရတယ်စက်သားအကြောက်တို့ parking ပိတ်ပြီးသားပေါ့နော်အဲ့လိုမျိုး high ဆိုတော့ပို့လို့ရတယ်ဒါပေမဲ့အများကြီးပို့လို့မရဘူးသူလည်းပဲနောက်တစ်ခုကဒီ flight ကကြတော့အရေတွေပါရောပို့လို့ရတယ်အဓိကခါစမီမှာလိုက်တာ color ကုန်းလို့ပြောရမှာလားမြက်ကပ်မှန်လို့ကျင်တာပေါ့နော်ဒီဂျပန်မှာဒီမြက်ကပ်မှန်ရှာဝယ်ရအရင်ဒုက္ခရောက်တာပဲမြက်ကပ်မှန်လို့ကျင်လို့မှာလိုက်တာပေါ့နော်အိမ်အောင်အဓိကကတော့အဲ့တော့မြက်ကပ်မှန်ကိုပို့ကျင်တာပထမရွေးထားတဲ့အဲကကိုကပို့လို့မရဘူးလို့ပြောတယ်အရေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုဒီဟာနဲ့ပို့လိုက်တဲ့ခါကျတော့သူကကြတော့လက်ခံပေးတယ်ဒီနောက်ထပ် flight ကကြတော့ဆိုတော့ခါစနေနည်းနည်းတော့ဈေးပို့ပြီးတော့ကြီးသွားတယ်ဘာလို့လဲဆိုတော့လေရင်ပြောင်းနေဈေးရိတ်ကောပြီးတော့နေတာရွာဘက်ရောက်နေရအောင်ဒီမြို့ဘက်မှာမဟုတ်ပဲနဲ့နေစုံနေပြားရောက်နေတဲ့ခါကျတော့ဒီဘက်ကိုပို့ရတဲ့ဈေးရိတ်ကလည်းနည်းနည်းပိုကြီးသွားတော့အားလုံးပေါင်းပို့ကဒီဘက်ကိုရောက်အပြီးစီး7သိန်းလောက်တော့ပေးရတယ်ဆိုတော့ခါစမီပို့တဲ့ခါကိုကတော့ new light ခါကိုနဲ့ပို့တာပေါ့နော်ဆိုတော့အဲ့ page link ကိုလည်းဒီအောက်မှာ link ပေးထားပေးမယ် comment အောက်မှာ link ချပေးထားမယ်အဲ့မှာတွားပြီးတော့အသေးစိတ်မေးကြည့်လို့တော့ရရပေါ့နော်ပို့တာဘယ်လောက်ကြာလဲဆိုတော့အရန်ကိုမြင်နေပေါ့နော် flight ဒီနေ့တင်လိုက်တယ်ပြီးတော့သူတို့တတ်မှတ်ချိန်ကတော့10ရက်ပေါ့နော်ဒီနောက်ဆုံး DJ flight လို့ပြောရတာ DJ flight နဲ့ပို့တာကို10ရက်အတွင်းမှာရောက်မယ်ကိုယ့်စီကိုရောက်မယ်လို့ပြောပေမဲ့ခါသမီးစောင့်လိုက်ရ4ရက်ပဲကြာတယ်တကယ်4ရက်ပဲကြာ4ရက်ပဲကြာပြီးတော့ဒီနေ့ရောက်လာပြီပေါ့နော်ပြီးတော့မနက်ကသူကလာပို့တယ်လာပို့တော့တောက်လျှောက်အလုပ်စင်းနေရောလူကအိပ်ပျော်နေရသူဒီ bell 3ကတီးရပေါ့နော်အဲ့ဒါလုံးဝမကြောက်မကြားပဲနဲ့နောက်ဆုံး3ကမြောက်မှာနိုးသွားပြီးတော့အိမ်ရှိထွက်ကြည့်ရခါကျတော့မရှိရောခါကျတော့နောက်တစ်ချိန်တော့ပြန်ချင်းရပါပေါ့နော်ဆိုတော့အဲ့နဲ့လည်းပတ်သက်ပြီးတော့ပြောသားပေးမယ်ကိုလာပို့ရဲ့ချိန်မှာကွာဖူဆိုင်ဖြစ်နေရပါတော့အိမ်မှာရှိမနေတာမျိုးဆိုလို့ရှိရင်ဒီလိုမျိုးစာရွက်ကလေးတော့ထားပေးခဲ့ကွာအဲ့မှာဆိုလို့ရှိရင်ကော်ဖူဆိုင်တော့ဆိုင်ဆိုပြီးတော့ကိုအိမ်မှာမရှိတဲ့အခါမျိုးပေါ့ဒီသူကတော့ဒီဘယ်လိုပြောရမလဲဒီဘက်မှာ sorry QR code လေးပါတယ် QR code လေးကို scan ဖတ်ပြီးတော့
နောက်ထပ်တစ်ချိန်သူတို့ရဲ့ website ပေါ့နော်သူတို့ရဲ့ official website ကိုရောက်သွားတယ်အဲ့ဒီ official website မှာကိုပို့ပေးလိုက်တဲ့ parcel number တွေပြီးတော့ code number တွေကိုဖြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ထပ် delivery ကိုအချိန်ပြန်ချိန်လို့ရတယ်ပေါ့နော်ဒီနေ့အတွင်းမှာပဲနောက်တစ်ခါပြန်ပို့စီခြင်းလားဒါမှမဟုတ်လို့ရှိရင်ဘယ်နှစ်ရက်ခွာပြီးချိန်ခြင်းလဲကိုကြိုက်တဲ့ဟာကိုချောဆေးလုပ်ပြီးတော့ချိန်လို့ရတယ်ဆိုတော့နောက်တစ်ခုကအဲ့လာပို့တဲ့လူရဲ့ phone number လည်းပါတယ်ပေါ့နော်အဲ့မှာကိုမနက်ကလာပို့သွားတဲ့ phone number ပါတယ်ခါသမီးကတော့ scan နေပါဖတ်မနေတော့ဒီနေ့ကပိတ်ရက်ဖြစ်နေတော့သူ့ကိုဖုန်းဆက်ပြီးတော့ပြန်ချိန်လိုက်တယ်ဒီနေ့အတွင်းမှာပဲပေါ့နော်ညဒီ9နာရီနောက်ပိုင်းလေးပြန်လာပို့ပြီးလို့ရမလားပေါ့နော်ဆိုပြီးတော့ပြန်ချိန်လိုက်တော့သူကokay ရတယ်ဆိုပြီးပြန်ပြောတဲ့ခါကျတော့ဒီည9နာရီ10မိနစ်မှာနောက်တစ်ခေါက်ပြန်လာပို့ပြီးရပေါ့နော်ဆိုတော့ဒီပုံလေးရောက်လာပြီတဲ့အောင်တဲ့နိုင်သူခုံမနေတင်နိုင်ဆိုတော့ဒီလိုမျိုးစာရွက်လေးမှာသူက scan ဖတ်တဲ့ QR code လည်းပါတယ်လို့ QR code ကို scan ဖတ်လိုက်မယ်ဆိုရင်တော့သူတို့ရဲ့လာပို့ရဲ့ဒီ official website ပေါ့နော် official website delivery website ကိုရောက်သွားပြီးတော့အဲ့ဒီမှာနောက်ထပ်တစ်ခေါက်ကပြန်ချိန်လို့ရတယ်တကယ်လို့ကိုက QR code ကို scan ဖတ်လို့မရဘူးဆိုတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီအပေါ်လေးမှာ QR code ရဲ့အပေါ်လေးမှာပေါ့နော်အသေးစိတ်တော့မပြတော့လိမ့်စာရေးပါသူ့ရဲ့ဖုန်းနံပါတ်လေးပါတက်တယ်ပေါ့နော်ခေးတိုင်းဆိုပြီးတော့အဲ့ဖုန်းနံပါတ်လေးကိုကိုကစကားပြောရတယ်လို့ဆိုလို့ရှိရင်တော့နောက်တစ်ခေါက်ပြန်ချိန်လို့ရတယ်ပဲချိန်ပြန်လာပို့ပေးပါဆိုပြီးတော့ပေါ့နော်နောက်တစ်ခေါက်ပြန်ချိန်လို့ရတယ်ဆိုတော့အဲ့ဒါပါပဲဒီလိုစာရွက်တွေရောက်လာလိမ့်မယ်ပေါ့နော်သမီးစီကိုပို့တဲ့ link ကိုလည်းဒီ page link ကိုလည်းဒီအောက်မှာ comment အောက်မှာချထားပေးမယ်ပေါ့နော်ဆိုတော့ဒီခါကိုနဲ့မှမဟုတ်ဘူးကြိုက်တဲ့ခါကိုနဲ့ပို့လို့ရတယ်တခြားခါကိုတွေလည်းအများကြီးရှိရပေါ့နော်ဆိုတော့အဲ့ထဲမှာဒီ new light ခါကိုနဲ့ပို့လိုက်တာအရင်ကတော့ပြောတယ်ဒီကတ်ထူပုံးတွေပါအပါဝင်15 kg ဆိုတော့ပို့ရတော့ kg ရော short ပြီးပို့ရပါပေါ့နော်ဆိုပေမဲ့အထဲမှာပစ္စည်းတွေတိကျစာရောက်ရဲ့လားကိုလိုချင်တဲ့မြက်ကမှန်တွေရောဘယ်လိုအခြေအနေရှိလဲဆိုတာဖောက်ကြည့်ပါမယ် let's go တော့ပိတ်ထားဆိုတော့လေအထက်တော့ PKK ကနေပြီး transit light ကမျိုးမျိုးကြောင်းလာဆိုတော့တိတ်ချောက်ပါခင်ပိတ်ထားထားလို့ရှိပြီပေါ့နော်ဒါမှတော့ကိုကတော့မပေးရဘူးဆိုပေမဲ့လေကိုကနေရမြို့ပေါ်မှာမဟုတ်တဲ့အခါကျတော့ဈေးပိုကြီးတယ်သူများစီကိုပို့တယ်ပို့ကနေမတူပေါ့နော်ခါစမီကတော့ဈေးပိုကြီးတယ်စိတ်မကောင်းဘူးနဲ့အဲကြောင့်မြို့မှာနေရလို့ဆိုရင်တော့ပို့ပြီးတော့တက်တာပါလိမ့်မယ်မြို့ကြီးပြကြီးမှာနေမယ်လူပေါ့နော်ပြီးတော့ flight ကပြန်ပြီးတော့ cancel ဖြစ်ပြီးနောက် flight တစ်ခုပြောင်းသွားဆိုတော့အဲ့ဒါတော့လေသက်ဆန်ပေးရတယ်ပို့ခိုင်းရှစ်သိန်းဆိုတော့ခဏတော့ပို့ခိုင်းလို့မရဘူးပေါ့နော်အရင်ကြံနေဘာပစ္စည်းပါလဲဆိုတော့အရင်ကိုကြည့်ချင်နေပြီပါကေးကြီးကတော့လုံးဝတက်လေးအကုန်လုံးလုပ်ပြီးထားတာဒါအရင်စားချင်နေရမှာပေါ့ပစွန်ကြောက်စိတ်ဆုံးပါနော်ဘာမှမရှိတော့မှထမင်းနဲ့ပစွန်ကြောက်နေပြီးစားရတင်ရဆိုတော့ပစွန်ကြောက် thank you mom ကမစမီတာကောင်းစားပါမယ်မမီနောက်တစ်ခုကမြန်မာတွေရဲ့အသက်လို့ပြောရမှာပေါ့နော်လက်ဖက်အသားရရှိတယ်ဒီတစ်ခါအကျော်ဆုံးပိုးမှလိုက်တယ်ဆိုတော့လက်ဖက်ပါအကျော်ဆုံးပေါ့နော်ဒါကမြက်ကမှန်ဒါခါသမီးဝယ်ထားတာပေါ့နော်ဒီမြက်ကမှန် link လေးကိုလည်းချထားပေးမယ်နောက်တက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ပြပေးမယ် sweet bit eye contact lens ကဝယ်ထားတာ bit eye နေပဲဆိုတော့အထဲမှာအဆင်ပြေရောက်လာမရောက်လာတော့မသိဘူး packaging ကတော့မကွဲတဲ့ packaging လေးထုတ်ပေးလိုက်တယ်တစ်ချက်ကြည့်ကြည့်မယ်အဆင်ပြေရလားကွဲမှာဆိုလို့ပေါ့နော်တော့ဖာလေးခံပြီးတော့ပို့အထဲမှာ easy လို့ပြောအဲ့ဒါဘယ်လိုခေါ်လဲမသိပါဘူးတိတ် packaging ကတော့လုံးဝတည်တတ်တယ်တကယ်တော့လေဒီဂျပန်ကိုခါသမီးမြက်ကမှန်3ဆောင်ယူလာရပေါ့နော်3ဆောင်ယူလာတဲ့အထဲမှာအခုတက်ထားတဲ့ဒီ sweet bit eye က purple အဲ့ဒီဟာလေးတစ်စုံပဲသုံးလို့ရတယ်ကျန်တဲ့နှစ်စုံကလုံးဝသုံးလို့မရတော့ဘာဖြစ်တာလဲတော့မသိဘူး
ဒါခါသမီးဝယ်ထားတဲ့သုံးစုံပေါ့နော်လုံးဝအဆင်ပြေမကွဲဘူးသုံးစုံလုံးလေအရေးလေးနဲ့တခြားရောက်လာခါသမီးတည်လာတဲ့ဒီဂျပန်ဘက်ကိုနဲ့ကိုလာတော့အတူတည်လာတဲ့ဟာကြောက်လေအရေးတွေကကွာခန်းဝါပြီးတော့ဘလို့လဲမသိခြောက်သွားပြီမြက်ကမှန်ဒီမြက်ကမှန်ထဲခွက်လေးရှိရမလားအဲ့ခွက်နဲ့တော့ကပ်ပြီးတော့လုံးဝဆက်သုံးလို့မရတော့ဆိုတော့လုံးဝချောမွေ့လေးရောက်လာရပေါ့နော်မကြည့်နောက်မှတက်ပြမယ်မှားလိုက်တာတော့3ရောင် green ရယ် purple ရယ်နောက်တစ်ခုကပါရအောင်အပြာရယ်ပေါ့နော်3ရောင်မှားလိုက်တာ3ရောင်အစီအပြေရောက်လာပါတယ်နောက်နေ့ကျမှတက်ပြပါမယ်အရင်ကြိုက်ရင်ဒါဟင်းချက်စားဖို့အစိမ့်မဟုတ်ပေါ့နော်ဒီကအစိမ့်မဟုတ်ကိုတိတ်ပြီးကြိုက်လို့အရင်မှာလားအရင်ချက်လိုက်ရအတိုင်းစားမှာမဟုတ်လို့ပါဒါကအမလက်ဆောင်ထည့်ပေးလိုက်တော့မြက်ကမှန်ပဲသူမှားတာကဒီဟိုကပါလေသူကပါဝါနဲ့တတာဒါပေမဲ့အလှတက်တွေရောက်လာလို့ဆိုပြီးကိုယ်လက်ဆောင်ထည့်ပေးလိုက်တယ်ကြည်ရောအများကြီးပဲကိုမှားထားတာတော့များသေးတယ်သူထည့်ပေးလိုက်တာဒါလည်းအဆင်ပြေရောက်လာရပေါ့နော်လုံးဝမြက်ကမှန်အရင်စိတ်ပူနေတာကွဲမှာတော့အဲ့လိုအရေးတွေဖောက်ကုန်မှာတော့ဘို့သုံးလို့မရတော့မှာတော့အရင်ကြောက်နေတော့အဆင်ပြေရောက်လာတယ်ကြည်ရောအမမျက်စင်းလေးပါထည့်ပေးလိုက်တယ်ကျေးဇူးများကြီးတင်ပါတယ်။ဆောင်းသုံးပါမယ်။ကလိုက်ကိုပို့ပေးလိုက်တာတက်ချင်တဲ့လောက်တက်ဆိုပြီးတော့ရွက်များရွက်တော့အရင်ကြိုက်နေပြီ။အမပို့ပေးလိုက်တဲ့အရာကလည်းကိုကြိုက်တဲ့အရာနေပဲဒုက္ခပဲ။ကိုမထားတဲ့အရာနေနဲ့အောင်လာတိုက်နေ။ဟာဆိုပြီးမှလာတာခရမ်းရယ်မီးခိုးရယ်နောက်တစ်ခုပါလေအပြာရယ်တော့မှလာအမထည့်ပေးလိုက်တာမီးကိုရယ်ခရမ်းရယ်အစိမ်းရယ်ပေါ့နော်ဟိအောင်တော့လာတူနေတယ်ဆိုတော့အရင်ကြိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အစိမ်းလေးကလည်းတအားလာပဲဘယ်လိုလုပ်ရမလဲတော်လာဆိုတော့ကောက်တော့ပါမယ်အရင်ကြိုက်ပါတယ်ဒါတော့အမေရဲ့မြစ်တာစားပေါ့နော်အရင်စားကျင်နေရဲ့မချောက်ကြော်ဒီမှာကြော်လဲဘလို့မှအရင်ရတာမထွက်လို့အရင်ရမှာလိုက်တာပါအရင်ကြိုက်ပါရဲ့စားပါပဲပြီးသမီးကြက်နေပြီဆိုတော့တခါလေးသမီးနဲ့စားပါမယ်ကျေးဇူးများတင်ပါတယ်ဒါကလက်ဖက်အသားပေါ့နော်အညွန့်လေးနှက်ထားအရင်လေအမေကသူသမီးဖာကြိုက်တယ်လေကောင်းတည်ရကောင်းအောင်မှရေးပြီးထည့်ပေးလိုက်တာမြင်ဒါတော့ဆေးပေါ့နော်ကိုလိုချင်တဲ့ဟာသွားခဏကြိုက်လို့သွားရင်မရှိမဖြစ်ပန်းဝင်မှုံအင်းမှလိုက်တာဒီဘက်ကတော့မျက်စင်းအမကတဘူးထည့်ပေးလိုက်တယ်ကိုဝယ်ရတဘူးဆိုတော့နှစ်ဘူးဖြစ်သွားတယ်ဒါတော့အရှင်ကိုစားခြင်းနဲ့ဒီမှာရှိုးဆုံးဦးရောဒီကပါလေညွန့်တော့တည်ရမလားအဲ့လိုစိတ်ရှိုးဆုံးအရင်စိတ်ရဟာမှာရောက်လာပြီပေါ့နော်ဒါကလုံးကြီးရဲ့ချက်မောင်ကျော်ပါကေးချင်းကြီးတေချာတော့ဝေးလိုက်တာတော်လေးအသက်ရည်ရလေးအကုန်လုံးလေအမှန်တော့အရင်ချက်မောင်ကျော်စားကြတယ်သူကတာရှည်အရင်ချက်မောင်ကျော်ကြောက်တာရှည်မခံဘူးသူကလမ်းမရင်ကြောက်မှဆိုတော့လေအဲ့နဲ့စလုံးကြီးပဲမှလေအားလို့ရှူပါမဖြစ်အများကြီးပဲမချောက်ကိုမှအဆိုပေါ့နော်ဘယ်လိုပြောရမလဲအာလူးနဲ့ချက်စားရတဲ့ချောက်အဲ့ဒါကိုရှမ်းကြိုက်တာအိမ်မှာလည်းအမေကခဏချက်ကြည့်ရောအဲ့လက်ရအရင်လွှမ်းနေရောမိဒီတစ်ခါပို့ရင်ချောက်လေးထည့်ပို့ပေးပါလို့ပြောတာမချောက်အများကြီးပဲထည့်ပေးလိုက်ရဲ့တယောက်တည်းဘယ်နှစ်လောက်စားအောင်လဲမသိဘူးအိမ်မှာလည်းတိတ်မရှိတော့ဟင်းရမချက်ပြတော်တော်စားယူပါမယ်ကျေးဇူးအများကြီးတင်ပါတယ်အားတော့ဘာမဖြစ်ကြစမ်းညာတော့ဖြစ်အိမ်မှာတမင်မချက်စားပြဒါတွေပဲစားပြတာဆိုတော့ဒါတော့ကိုဝယ်ထားတာကိုအမရဲ့မြစ်တာလက်ဆောင်ပေါ့နော်မြက်ကမန်ထဲခွက်လေးကျေးဇူးများတင်ပါတယ်မြက်ကမန်နေရတယ်အများကြီးပဲငါနှစ်စာတစ်ခါလေးထည့်ပေးလိုက်တာလားမသိသူညမဒါတော့ပေးချမ်းနဲ့တက်တော်လေးနဲ့တုပ်စားဆိုပြီးအမိထည့်ပေးလိုက်တာအိမ်ဝင်အောင်လွှမ်းလာပြောရင်းနဲ့
公益机，鬼搞，然后我鬼搞不在的嘛，我可能把那 coffee 当的 coffee 所以话说 coffee 的在的，係咪？鬼搞嗰啲嘢，但係媽到話說，你媽細年啊，你唔需要鬼搞睇嚟，係咪唔睇嚟咋？မြန်မာပီတာရပေါ့နော်အိမ်မှာလုံးဝတနခါလင်းရမကြိတ်တဲ့လူကဒီရောက်မှတနခါလေးလင်းချင်လိုက်တာဆိုပြီးပြောလို့အမေထည့်ပေးလိုက်တဲ့ရွှေပြည်နယ်တခါတလေလိမ့်ဖို့ပေါ့နော်ဒါတော့ခောက်ဆွဲကြောက်ပါနောက်ထပ်ယူဆုံးဒါတော့မဆမ်းမဖြစ်အမီရေရှမ်းခောက်ဆွဲဘယ်လိုလဲဒီဟာပူကြိတ်တယ်ရှမ်းခောက်ဆွဲပူကြိတ်တယ်ရှမ်းခောက်ဆွဲအများကြီးထည့်ပေးလိုက်ဒီလိုများကြမှာလေဟိုမိုင်းရှမ်းခောက်ဆွဲကိုဆဲတော့မကောက်ထင်တယ်ထည့်ပေးလိုက်အများကြီးပဲဒီတမိုင်းဒါတော့မြန်မာဘက်ကမှလိုက်တဲ့အချင်းကြီးပေါ့နော်ဒုတ်ဖိုးတွေပါလှုပ်ရှားဖို့ပြောကိုစားချင်တာနဲ့တွဲစားဖို့ဒီမှာဘလောက်ပဲတူတယ်ပြောမြန်မာအချင်းကြီးဝယ်လွမ်းလို့ဒီဟာကိုမှားလိုက်တာမျိုးဒီ flight ကကောင်းတာလေအဲ့လိုအရေးပို့လို့ရကောင်းတယ်မြက်ကမှန်နေလည်းတေချာရောက်လာတယ်အခုဒီအချင်းကြီးတော့လည်းကောင်းကောင်းမွန်ရောက်လာဘာမှဖြစ်လာဘူးပေါ့နော်အဲ့တော့တကယ်ကျေးဇူးတင်တယ်ဒါလည်းဖောက်ဆွဲကြောက်ပဲဖောက်ဆွဲကြောက်မရှိလို့မဖြစ်ဘူးအိမ်ပြန်ကောက်ဆွဲပဲရှာတယ်ဒီကအမေထည့်ပေးလိုက်တာရဲကြောက်ဆက်ကြော်ပဲဆောက်လို့ကောင်းမှာပုံမယ်တော့ဆောက်ပါမယ်ဒါလည်းရဲကြောက်ဆက်ကြော်ပဲနောက်တော့ထည့်ပေးလိုက်တယ်ပေါ့နော်သူသမီးအကြိုက်အဝတ်တွေအမထည့်ပေးလိုက်တော့အမေထည့်ပေးလိုက်တာရောမမီရောဘယ်ကအမေထည့်ပေးဘယ်ကအမထည့်ပေးရတယ်အဝတ်တွေအများကြီးထည့်ပေးလိုက်တယ်ရှေ့ရှောင်းတွေရတဲ့ရောက်တော့မှဆိုတော့ကောင်ဝင်လေးတွေရောအိမ်နီးဝတ်တွေရောအများကြီးပဲဒါတော့အိမ်နီးဝတ်တွေပြင်မယ်ပြင်တယ်အမေကိုလက်ရှိလေးညအိတ်ဝတ်တာလေးထည့်ပေးလို့ပြောတယ်ဝတ်ပေးလိုက်ချောကောင်းသွားပါပြီပေါ့နော်ပုံလည်းပလာပဲရှိရတယ်15 kg ဆိုပေမဲ့တကယ်ပို့ရင်တော့ရှော့ပြီးပို့ရဆို73လောက်ဝယ်ရမယ်ထင်တယ်ဘတ်ထူပုံအပေါင်းဝင်ချိန်တာဆိုတော့ဒီ73 kg လောက်ပဲပို့လို့ရမယ်ထင်တယ်ပို့ကတော့ဒီဘက်အရာကို8သိန်းပေးရတယ်ဒါပေမဲ့ကိုနေရဲ့မျိုးပေါ်မှာလည်းမူတည်ရယ်ကိုပို့တဲ့ခါကူပေါ်မှာလည်းမူတည်ရယ်ပေါ့နော်စီကခါဆိုပြီးပို့လိုက်တာတော့အရင်ပို့ပေးလိုက်တာ15 kg ဒါပေမဲ့ပုံအပေါင်းဝင်ဆိုတော့15 kg အတိရောမရဘူးဒါပေမဲ့လို့ရမယ်သူတို့ရဲ့ service ကိုတော့ကြိုက်တယ်တာဝန်ယူမှုရှိရတာဝန်ခံမှုရှိရနောက်တော့က packaging ပေါ့နော်တေချာလေးအကုန်လုံးရောက်လာတယ်မြက်ကမှန်ဒီပိုင်းဆိုတော့အရန်စိတ်ပူနေအရေးဆိုတော့လေနောက်တစ်ခုကဒီအချင်းကြီးတော့ကောင်းဝင်ရောက်လာတယ်အဆင်ပြေလာတယ်ပေါ့နော်ဆိုတော့အဲ့သူတို့ရဲ့ service ရဲ့ packaging ပိုင်းကတော့လုံးဝ10 out of 10ပေးတယ်နောက်တစ်ခုကဘယ်လိုရမလဲကို messenger မှာပဲသူတို့ page ကိုသွားပြီးတော့မေးလိုက်ချိန်မှာချက်ချင်း reply ပြန်တယ် customer care လုပ်တယ်လို့ခံစားရတယ်ကိုမသိရလဲတေချာမေးလို့ရတယ်ပေါ့နော်ဘာတွေပို့လို့ရတယ်ဘာတွေပို့လို့မရအောင်ဆိုတာလေသူတေချာရှင်းပြနည်းနည်းလေးတော့ဈေးများရယ်ဆိုပေမဲ့ကိုရလိုက်တဲ့quality လို့ပြောအောင်နော် quality လည်းကောင်းတယ်ပစ္စည်းထုတ်ပို့ပေးရတယ်လေအဆင်ပြေရယ်ကိုယ့်စီကိုလည်းအဆင်ပြေရောက်လာတယ်ဆိုတော့သူတို့ရဲ့ page မှာတွားပြီးတော့ပို့ချင်တယ်ဆိုလို့ရှိရင်တွားမေးကြည့်လို့ရတယ်ပို့လို့ရတယ်တကယ်တော့ပို့မဲ့စာဒီမှာဝယ်စားလိုက်ရင်တော့ပို့ပြီးတော့တန်တာပေါ့နော်ဒါပေမဲ့မဟုတ်ဘူးအိမ်ရဟာပဲခါဆိုပြီးလို့ပို့အိမ်ရဟာပဲလိုချင်တယ်အိမ်ရဟာပဲစားချင်တယ်မဟင်းချက်လာတော့မှအစိမ့်မုတ်တော့မှအိမ်ရမှာအိမ်ရဟာပဲစားချင်တယ်တင်းကလူရေးရှိရဆိုလို့ရှိရင်တော့ဒီ page မှာလည်းတွားမေးကြည့်လို့ရတယ်သူတို့ရဲ့ messenger မှာလည်းတွားမေးလို့ရတယ်ပေါ့နော်ချက်ချင်း reply ပြန်လိုက်မယ်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲအိမ်ရပို့ထားတာအေးစားပြီးတော့ဒီနေ့တော့ကောင်းနှက်လိုက်ပါအောင်မယ်ဆိုတော့နောက်ထပ် vlog တွေပါပြန်တွေ့ပါမယ် bye bye နာဆာ oyasumi